မောင်မောင်လေးလာပြီနော်အယောင်လေးတွေကြည့်မယ်နော်နီနီလေးကပန်းပွင့်လို့ပြပြလေးကမိုးကောင်းခင်လို့အဝါလေးကနေရောင်လေးတောက်ပါတယ်နော်လှလှလေးအစိမ်းလေးကတစ်ပင်လို့အေးမြတယ်နော်ချစ်စရာလေးမောင်မောင်နဲ့လိုက်ရအောင်အယောင်တွေကိုရေတွက်ကြအောင်ခရမ်းရောင်လေးလှပါလို့လိမ္မော်ရောင်လေးပျော်ရွှင်စေအဖြူလေးကတန်ရှင်းနေအနက်လေးကထူးခြားတယ်ခုဆိုရင်သိပြီနော်အယောင်တွေကပျော်စရာပဲအယောင်လေးတွေကြည့်မယ်နော်နီနီနီလှလှလေးပြပြပြမိုးကောင်းခင်အဝါအဝါနေရောင်လေးအစိမ်းအစိမ်းညတစ်ပင်လေးအယောင်တွေကိုသင်ယူကြကစားရင်နဲ့ပျော်ရွှင်ကြကစားသင်ယူမယ်အယောင်တွေကိုမှတ်မယ်နော်မောင်မောင်လေးပြောပြတယ်လွယ်လွယ်လေးနဲ့သိနိုင်တယ်နေ့တိုင်းလေးပြန်ဆိုမယ်အယောင်တွေကိုမမေ့ဘူးနော်တငယ်ချင်းတွေနဲ့အတူတချင်းဆိုရင်ပျော်ရွှင်မယ်မောင်မောင်နဲ့နှုတ်ဆက်မယ်နောက်တစ်ခါပြန်တွေ့မယ်အယောင်လေးတွေမမေ့နဲ့နော်ပျော်ပျော်ရွှင်ရွှင်နေကြမယ်